ထောင်ပဲတန်တဲ့နော်ပြရမယ်စီယိုနော်2005နဲ့ရောင်းခွင့်ဆိုပြီးလက်မှတ်ကိုကြောက်ဆိုထိုးပေးလိုက်တယ်နော်အဲ့တော့အဲ့ဒီလက်မှတ်ထိုးတာဘာတူလဲတယောက်ပဲရှိတယ်ဗိုလ်ချုပ်ညိုစောနော်သူတို့လူတွေအတွက်လုံးလို့ရအောင်လို့ဖန်တီးထားတယ်တယောက်ကထပြောလို့ပေါ်သွားရင်ထုတ်တယ်ခင်ဗျစဉ်းစားကြည့်ဗျာနော်ပြည်သေးဝင်ကြီးဘယ်နှခေါက်ပြောင်းပြီးပြီအဲ့တော့မှတ်ထားပါတက်ချုပ်ကိုလည်းဂျင်းထဲနေတာသူပဲတနိုင်ငံလုံးကပတ်စံတွေခိုးနေရလဲသူပဲအကုန်လုံးခိုးဖို့လမ်းကြောင်းတွေပေါ်ပေးနေရလဲအခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထူးခြားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုတော့ညီမတို့အတူတူကြည့်ရအောင်အခုလက်ရှိဥပဒေအရဆိုကျွန်တော်တို့ရဲ့15%ကို2100နဲ့ရောင်းရတယ်ကျွန်တော်တို့ရဲ့85%ကိုဝင်လာတဲ့ import ပေါ့နော်ဒေါ်လာရဲ့85%ကိုကျွန်တော်တို့ကအခုအပြင်ဈေး3900လောက်နဲ့ကျွန်တော်ကရောင်းရအဲ့နှစ်ခုကြားရဆိုကျွန်တော်တို့ကဘယ်လောက်ပဲရကျွန်တော်တို့က3000ဦးနဲ့ကျွန်တော်တို့3600 3500လောက်ပဲရသူတို့ကကြတော့အစိုးရလှုပ်ရှုပ်တယ်အဲ့တော့မင်းတို့ငါတို့ direct ငွေရွှဲခွင့်ပေးမယ်ဒါမင်းတို့ပြည်သူတွေကိုတော့3500နဲ့တွက်ပြီးရောင်းလို့ပြောလိုက်တယ်အဲ့ချိန်မှာကျွန်တော်အခုနပြောလာတယ်နော်73စီများသိန်းဥက္ကဋ္ဌဟလာနဲ့နော်အခုနပါလာတဲ့လူတွေကဘာလုပ်လဲဆိုတော့နော်သူတို့ဈေးကိုယူလာလိုက်တယ်သူတို့3500နဲ့တွက်လိုက် example ကျွန်တော်နားလည်အောင်ပြောရင်1လီတာကိုကျွန်တော်တို့2000နဲ့ရောင်းရမယ်ဆိုပါတော့နော်အစိုးရရောင်းရမယ်ဈေးတန်း2000နဲ့ရောင်းရမယ်ဆိုပါတော့သူတို့ကဘာလုပ်လဲဆိုတော့no 2500နဲ့ရောင်းမယ်ဟာ2500နဲ့ရောင်းရင်မင်းတို့ကဒေါ်လာဈေး$1ကိုဘယ်နဲ့မင်းတို့က4800လောက်တွက်ပြီးရောင်းနေတာမဟုတ်ဘူးလားဟုတ်တယ်လေဒါပေမဲ့အဘရေနော်လုပ်ပါနော်လုပ်ပေးလိုက်ပါဟလာအဲ့လိုဆိုတော့ဘာလဲပြည်သူတွေကိုနော်3500နဲ့ရောင်းရမယ်ပစ္စည်းကိုနော်4800နဲ့ရောင်းလို့4800နဲ့တွက်ပြီးရောင်းလို့ရတဲ့ဈေးအထိနော်2000နဲ့1လီတာ2000နော်2000ပဲတန်တဲ့နော်ပြရမယ်စီယိုနော်2500နဲ့ရောင်းခွင့်ဆိုပြီးလက်မှတ်ကိုကြောက်ဆိုထိုးပေးလိုက်တယ်နော်အဲ့တော့အဲ့ဒီလက်မှတ်ထိုးတာဘာတူလဲတယောက်ပဲရှိတယ်ဗိုလ်ချုပ်ညိုစောနော်သူတို့အခုဖြုတ်လိုက်တဲ့ရက်စစ်ဝင်ကြီးစွမ်းဝင်ကြီးဘာဘလကလာဘာဘယ်သူမှမဟုတ်ဘူးကျွန်တော်အတိအကျသိတယ်တေချာစစ်စေးသုံးသန်းစစ်စေးပါဗိုလ်ချုပ်ညိုစောနော်ကျွန်တော်ဟိုဘက်ကိစ္စမှာလည်းကျွန်တော်ပြောခဲ့ပြီးသားနော်အဲ့တော့အခုနခင်ဗျားတို့ပြောနေတယ်နော်အခုနတက်လာတယ်ဟလားစီအတင်းရနေပြီးတော့ဟာစုံစမ်းစစ်ဆေးမှုနဲ့အရေးယူလိုက်တယ်ဆိုတဲ့လူ2ယောက်ပေါ့နော်အဲ့မှာတယောက်ကဥက္ကဋ္ဌဥခင်စိုးနော်နောက်တစ်ယောက်ကအတွင်းရေးမှူးဒေါက်တာဦးဝင်းမြင့်အဲ့တော့ဥခင်စိုးကကျွန်တော်မသိဘူးအတွင်းရေးမှူးဒေါက်တာဦးဝင်းမြင့်ကတော့ကျွန်တော်သိတယ်နော်ကြားလဲကြားဘူးတယ်နော်ကျွန်တော်တငယ်ချင်းရဲ့အဖေပဲနော်အဲ့တော့ကျွန်တော်တငယ်ချင်းဆိုတာဘာလို့လဲလို့မေးရင်ခင်ဗျားတို့အားလုံးသိတဲ့ထက်ခိုင်ဝင်နော်ဘောအဲထားရဲ့ဘဲဘာလို့အခုအဲ့ဒါကိုပြောရလဲဆိုတော့သူတို့ကိုကြောက်ချခြင်းလို့လည်းမဟုတ်ဘူးသူတို့အပြစ်ပေးလို့လည်းအပြေမထွက်သွားဘူးအဲ့တော့အပြစ်ပေးရမှာဘာလို့လဲဆိုတော့ဒီစောက်ရေးမပါတဲ့ policy ကိုရေးဆွဲပြီးတော့ပြည်သူတွေကိုဂျင်းလို့ရအောင်နော်ပြည်သူတွေကိုဂျင်းလို့ရအောင်ဘာ knowledge မှမရှိဘဲနဲ့ရော့1လီတာ2500နဲ့ရောင်းဆိုတဲ့ဟာမျိုးလက်မှတ်ထိုးပေးတဲ့ကောင်ဘာလို့လဲနော်အခုကကျွန်တော်ပြောချင်တာရှင်းရှင်းလေးဌာနတိုင်းအောင်တွက်ကြည့်လိုက်နော်ဒီကျွန်တော်တို့ရဲ့ဒီ2021 2025ခုနှစ်ဒီအစိုးရအုပ်ချုပ်ဒီအစိုးရအုပ်ချုပ်ခဲ့တဲ့ကာလကြီးမှာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်တယ်လောလောဆယ်ဒေါ်လာဈေးမှာတော့ we are fucked up okay တိုင်းပြည်ဖွံ့ဖြိုးမတိုးတက်ဘူးအဲ့တော့ဟုတ်ပြီတခြားအရာတွေကြည့်မယ်နော်အဲ့တော့ကျွန်တော်ခြုံပြီးပြောရမယ်ဆိုရင်ဒီလှုပ်တဲ့လူတွေကလည်းသူတို့ကလှုပ်လို့ရလို့လှုပ်နေတာလေအဲ့တော့လှုပ်လို့ရအောင်ရေးဆွဲထားတဲ့ policy ကိုပြောင်းမှာဆိုရင်မပြောင်းဘာလို့လဲဆိုတော့သူတို့အစိုးရကိုယ်တိုင်ကရည်ရွယ်ချက်ရှိနဲ့သူတို့လူတွေအတွက်လှုပ်လို့ရအောင်လို့ဖန်တီးထားတယ်တယောက်ကထပြောလို့ပေါ်သွားရင်ထုတ်တယ်ခင်ဗျစဉ်းစားကြည့်ဗျာနော်ပြည်သေးဝင်ကြီးဘယ်နှခေါက်ပြောင်းပြီးပြီလဲပြည်သေးဆိုတာဗျာဒါနော်ဟိုလိုနိုင်ငံတနိုင်ငံရဲ့နော်ရဲတွေအားလုံးအကြီးဆုံးဗျာဌာနအကြီးရဲ့ဟိုနော်ဘယ်နှယောက်ပြောင်းပြီးပြီလဲနော်အဲ့ဒါအကုန်လုံးကိုလည်းတိတိကျကျဘယ်သူမှဘာလို့ပြောင်းတာလဲဘာကြောင့်စစ်ဆေးရလဲဘာကြောင့်ဖမ်းဆီးရလဲမပြောဘူးနော်မပြောဘယ်သူမှမပြောကျွန်တော်ကိစ္စကြဆောက်ရေးမပါဘူးဂရုမှာအဲ့လိုမျိုးလက်အုပ်ကြီးအုပ်ထားတဲ့လူတွေကိုကျွန်တော်ကြောက်ပါသေးမအိမ်နှမနဲ့ကျွန်တော်ဆဲတယ်ဘာလို့ဆဲမှာပေါ့ပြည်သူပတ်စံအဲ့လိုဂျင်းတာဟုတ်အဲ့လိုခိုးတာဟုတ်နော်ဥက္ကဋ္ဌအရာတို့ယူပြီး export အတင်းရဲ့ဥက္ကဋ္ဌအရာတို့လာပြီးတိုင်းပြည်ဒေါ်လာဝင်ငွေတိုးတက်အောင်မကြိုးစားဘဲနဲ့ import license သူဘယ်လိုရမလဲချောင်းပြီးတော့အခုနကျွန်တော်ပြောသလိုပဲ import နဲ့ export ခုနိုင်ခွင့်ယာနိုးနဲ့အစိုးရနဲ့ပေါင်းပြီးတော့ပြည်သူကိုဂျင်းထည့်နေတဲ့ကောင်တွေကျွန်တော်ဆဲတာပေါ့ပို့စိုးပတ်စံဝေဖန်တာပေါ့နော်အဲ့ဒါဟုတ်လားမဟုတ်လားဆိုတာ
ပဲလုံနေတယ်ပဲနဲ့အသင်းမှာပဲလုံနေတယ် underdog အကုန်လုံးကိုမေးလို့ရတယ်ကျွန်တော်ဒီအမှန်တရားဘက်ကပဲကျွန်တော်ရက်တည်ခဲ့ဘယ်တော့မှလည်းကျွန်တော်အောက်တန်းမကြခဲ့ဘူးဒါပေမဲ့အောက်တန်းကြရလို့ကျွန်တော်အောက်တန်းကြတယ်အောက်တန်းကြတထောင်းသားကျွန်တော်တထောင်းသားလို့ဆဲတာစောက်ကျင်မကောင်းတော့စောက်ကျင်မကောင်းလို့ဆဲတာကျွန်တော်ဆဲမှာပဲလေ right အဲ့တော့ in conclusion မှာကျွန်တော်နိုင်ငံကြီးဟာเนาะဒီစစ်တပ်အုပ်ချုပ်တဲ့အချိန်ကာလကြီးမှာเนาะဌာနတိုင်းအလူတွေဟိုဟာခိုးလို့ဖြုတ်လိုက်ဒီဟာခိုးလို့ဖြုတ်လိုက်ဟာလားပြည်သေးရဖြုတ်လိုက်အခုဆိုပြည်သေးရ2ယောက်ထပ်ဖြုတ်လိုက်ဟမ်အကုန်လုံးဟိုဟာခိုးအဲ့တော့ပြောချင်တာဒီလူတွေအကုန်လုံးခန့်ထားလူမှာအပြစ်ရှိလားမရှိဘူးလား is a question mark or ဒီလူတွေအကုန်လုံးအဲ့လူကြီးကိုခန့်အောင်ဘယ်သူအကြံပေးနေတာလဲအဲ့လူမှာအပြစ်ရှိလားမရှိလားဆိုတာ is a big motherfucking question mark okay ဘိုလ်ချုပ်ညိုစော is the motherfucking culprit okay အဲ့တော့မှတ်ထားပါတက်ချုပ်ကိုလည်းဂျင်းထဲနေတာသူပဲတနိုင်ငံလုံးကပတ်စံတွေခိုးနေရလဲသူပဲအကုန်လုံးခိုးဖို့လမ်းကြောင်းတွေပေါ်ပေးနေရလဲသူပဲ ဟုတ်ကဲ့ပါပြည့်တဲ့ကြီးခုခါမှဆိုလို့ရှိရင်เนาะဒါဗီဒီယိုရဲ့မှာဒီကိုကစီပွားရေးစီခွက်နဲ့ပတ်သက်ပြီးတော့မှဘလူးရှိရဲ့ဘလူးပလတ်ရှိရဲ့ဆိုရဲအကြောင်းကြရင်နဲ့ပတ်သက်ပြီးတော့မှတစ်ချက်ချင်းစီကိုပြက်လဲပြီးတော့ရှင်းပြပေးလာခဲ့တာပဲဖြစ်ပါရဲ့เนาะဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ပရိသတ်ကြီးကတော့ဒီအကြောင်းအရာအပေါ်မှာဘယ်လိုထင်မြင်ယူဆသလဲဆိုတာ comment မှာပြောသွားခဲ့ကြနော်